ရတာတော့ဒီပြီးတော့ကောင်းစီတင်ပြီးတော့132ယောက်စကိုင်းမြို့မှာ300ရောက်တယ်ဒီလှုပ်ရှားမှုကြောင့်ဖြစ်ခဲ့ပြည့်စုံမှုဒီကတော့မန္တလေးမြို့စကိုင်းမြို့နေပြီးတော့မှာတော့ပြည့်စုံမှုရပြပါတယ်လက်ရှိကျွန်တော်ယနေ့ချိန်ယူချိန်ထိပေါ့တရင်ပို့တဲ့ဒီရင်ပို့ကြည့်ရတော့နေပြီးတော့ကောင်းစီတင်မြို့မှာ96ယောက်စကိုင်းမြို့မှာ18ယောက်ကြောက်စင်ပါ30ရောက်စုစုပေါင်း140ယောက်တေဆုံးကြောင်းနဲ့ဒါရတော့ဒီပြီးတော့ကောင်းစီတင်ပြီးတော့132ယောက်စကိုင်းမြို့မှာ300ရောက်တယ်ကြောက်စင်မြို့မှာတော့စီစီအလုံးပေါင်း932ယောက်ဒါရရှိတယ်လို့ကျွန်တော်သိရပါတယ်တေဆုံးမှုနဲ့ဒါရရှိမှုတော့ဒီတဲ့တိုးလာစရာကျွန်တော်ရှိပါတယ်တချို့နေရာတွေမှာလည်းတိုက်တွေပြိုကျတဲ့ကြောင့်ဒီတိုက်တွေကိုလည်းပြန်ပြီးတော့မှဆက်တဲ့လူငန်းတွေကျွန်တော်လုပ်နေစေဖြစ်ပါကျွန်တော်ကိုယ်တိုင်လည်းရောက်ရှိကြည့်ရှုပြီးလည်းဖြစ်ပါတယ်ဒီလိုမိဘတွေများနေတယ်လေဒီငလင်းတဘာဝဘေးကြောင့်ဖြစ်လာတဲ့ငလင်းအန်ရကိုငလင်းတမ်းကိုကယ်ဆယ်ဖို့လုပ်ငန်းတွေကခြေပြတ်စာလုပ်ဖို့ရှိတဲ့ကြောင့်တက်တဲ့တော့ဘောင်းကူညီပေးဖို့ကျွန်တော်တို့မြေတားရက်ခတ်လုပ်ပါတယ်ကျွန်တော်အနေနဲ့လည်းဖြစ်ပွားတဲ့ဒေသအားလုံးလည်းရေးပေါ်အခြေအနေကြီးညာထားပြီးတော့ဒီမကူညီများပေးနိုင်ဖို့လည်းအခုလက်မထားပြီးဖြစ်ပါတယ်မကြသေးကြရပဲအာဟာစန်တာနေပြီးတော့လက်ပြန်မှာရေးပေါ်ကိစ္စပစ္စည်းတွေပို့ဖို့နဲ့အိန္ဒိယနိုင်ငံလည်းလက်ပြန်မှာကိစ္စပစ္စည်းပို့ဖို့ကာလနာရှိတယ်ဆိုဒါလည်းခွင့်ပြုထားပြီးဖြစ်ကြောင်းကျွန်တော်ပြောလိုပါတယ်အဲ့တော့မိသည့်နိုင်ငံမိသည့်အဖွဲ့အစည်းမဆိုမြန်မာနိုင်ငံပြည်မှာရှိတဲ့ရရှိလို့မိဘပြည်သူများမဆိုငါ့ကိုကူညီနိုင်ဖို့ကျွန်တော်ဖိတ်ကြားလိုပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်Saya Harjuno Pramendito. Saksikan program-program Kompas TV melalui siaran digital, pay TV, dan media streaming lainnya. Kompas TV, independen, terpercaya.